မင်္ဂလာပါ2026အာရှမျိုးသမီးချန်ပီယံလိပြိုင်ပွဲရဲ့အုပ်စုအဆင့်အတွက်အုပ်စုမဲခွဲမှုအကြောင်းနဲ့အေယာဝတီမျိုးသမီးတင်းရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေကိုရန်ကုန်မြို့ကသုံးနာကွင်းမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသုံးသပ်ချက်တွေနဲ့အတူအခုအစီအစဉ်မှာတင်ဆက်ပေးသွားပါမယ်2026-29အာရှမျိုးသမီးချန်ပီယံလိအုပ်စုအဆင့်မဲခွဲပွဲကိုဇွန်လ2ရက်နေ့ကမလေးရှားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့ပါတယ်အေယာဝတီမျိုးသမီးတင်းကအုပ်စုအမှာလက်ဘနွန်စင်ကာပူနဲ့တရုတ်တိုက်မြေအသင်းတို့နဲ့အတူကြာရောက်တယ်။ဒီအဆင့်မှာအေယာဝတီပါဝင်အသင်းပေါင်း24သင်းပါဝင်ပါတယ်။၄သင်းစီပါဝင်တဲ့အုပ်စု6ခုကိုမဲ၌ရွေးချယ်ခဲ့ပါတယ်။အုပ်စုတစ်ခုစီကလည်းပထမရရှိတဲ့အသင်း6သင်းကနောက်ဆုံးအဆင့်ပြိုင်ပွဲကိုတက်ရောက်ရှင်ပြိုင်ခွင့်ရမှာပါ။အုပ်စုအဆင့်ပွဲစဉ်တွေကိုလာမယ့်ဩဂုတ်လ18ရက်နေ့ကနေ23ရက်နေ့ထိကျင်းပဖို့ရှိနေပြီးအေယာဝတီမျိုးသမီးအသင်းပါဝင်တဲ့အုပ်စုကိုတော့ရန်ကုန်မြို့ကသုံးနာကွယ်မှာအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာပါအေယာဝတီမျိုးသမီးအသင်းဟာအုပ်စုအဆင့်မှာလက်ဘနွန်ကလပ် No Limit SC စင်ကာပူကလပ်အသင်းဂျူရွန်နဲ့တိုင်ပေကလပ်အသင်းနယူးတိုင်ပေစီးတီးမျိုးသမီးအသင်းတွေနဲ့ရှင်ပြိုင်သွားရပါလိမ့်မယ်ဒီနှစ်အာရှမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာနိုင်ငံပေါင်း29နိုင်ငံကအသင်းပေါင်း30ပါဝင်ရှင်ပြိုင်ပါတယ်။ပြိုင်ပွဲတက်တဲ့ရှောက်မှာပြိုင်ပွဲဝင်အရေအတွက်အများဆုံးနှစ်လည်းဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့2026အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲကိုမြန်မာပို့စားပြု ISP အမျိုးသမီးအသင်းပါဝင်ရှင်ပြိုင်ခဲ့တယ်။ ISP အမျိုးသမီးအသင်းအနေနဲ့အုပ်စုအဆင့်ပွဲစဉ်တွေကိုကျော်လွန်ပြီးနောက်ဆုံးအဆင့်ပြိုင်ပွဲအထိတက်ရောက်ရှင်ပြိုင်နိုင်ခဲ့ပါတယ်။အေယာဝတီအမျိုးသမီးအသင်းအကြောင်းပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်မြန်မာမျိုးသမီးလိပြိုင်ပွဲမှာရှုံးပွဲမရှိစံချိန်နဲ့အတူချန်ပီယံဖြစ်ခဲ့တာကြောင့်ဒီနှစ်အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရခဲ့တာပါမေထက်လူစန်းတော်တော်နော်ထက်ထက်ဝေဖြူဖြူဝင်းဖြူဖွေးဇွန်ယူရဦးစတဲ့လက်ရွေးစင်ကစားသမားတွေအေယာဝတီအသင်းမှာရှိနေတယ်လို့ရီတူပေါ်နာဥဝေးတို့လိုနိုင်ငံသားသူတွေကိုလည်းခေါ်ယူအားပြထားတာတွေ့ရပါတယ်လက်ရှိအချိန်မှာပြည်သက်အားပေးမှုအများဆုံးရရှိထားတဲ့အေယာဝတီမျိုးသမီးဘောလုံးအသင်းရဲ့အာရှချန်ပီယံလိပွဲစဉ်တွေကလည်းမြန်မာဘောလုံးပြည်သက်ရဲ့တခဲနဲ့အားပေးမှုတွေကိုထပ်မံမြင်တွေ့ရမှာကတော့အသေးချာပါပဲအဆုံးထိကြည့်ရှုပေးတဲ့မြန်မာဘောလုံးဝါသနာရှင်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်